ချင်းအားလုံးမင်္ဂလာပါဒီနေ့ညကင်းညစာလေးကတော့အထူး special အထူး special ဆိုကိုယ့်အကိုပြောနေတာပေါ့နော်ကြောက်ကြော်လေးပဲဖြစ်ပါတယ်တကယ်တော့ရမ်းရှယ်တဲ့ဟင်းလျာလေးနဲ့စားပြီးရိုက်ပြချင်ပါတယ်တော်တော်လေးပဲကျွန်တော်ကတော့အိတ်ဆိုင်ရိုက်ကူးနေတာဖြစ်တဲ့အတွက်ရှိတာလေးနဲ့ပဲစားတာတကယ်ချင်းကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဒီနေ့ကြွားစရာရှိတာကတော့ဆရာကြီးတော့အင်ဂျင်နီယာတွေကြွားချင်တာကတော့ကျွန်တော်ကဆရာကြီးတော့ရဲ့ထုတ်ဝေမဂ္ဂဇင်းတိုက်နော်ဆရာကြီးတော့ဟာခလုတ်ဆိုစာမလေးထုတ်တယ်အဲ့မှာဆာမူသွားဖို့ပဲဆာမူပါခဲ့တဲ့အကြောင်းလေးကြွားကြမ်းပါတယ်တော့ဒါတိုက်ချင်းမျိုးကနေစာရေးစာဖတ်ဝါသနာပါတော့နော်မဂ္ဂဇင်းတွေမှာဆာမူပြိုင်နေခါလေးစုရခါလေးစုမရဘူးနော်မန်တိုင်းကရှုံးမပေးပဲနဲ့ပေါ့နော်စာမူလေးတွေရေးတယ်ပို့တယ်စာလိုက်ကပို့တယ်တစ်ခါလေးကိုယ်တိုင်သွားပြီးတော့ရန်ကုန်ပို့တယ်နော်အဲ့ဒီပို့တဲ့အခါမှာတနေ့တော့တောင်တကုံသွားရတယ်ပေါ့နော်ဆရာကြီးတော်ရဲ့အိမ်မှာသွားတာပေါ့နော်အိမ်မှာသွားတဲ့ခါကျချန်နယ်ကားဖွင့်ပေးတဲ့အခါမှာဆရာဒီယာမိုကားလာဖွင့်တယ်ဆရာဒီယာမိုအပြင်မှာရန်ပူချောတယ်ချစ်စရာလေးနော်ဂျပန်မင်းသားလိုမျိုးချစ်ချောလေးလိုငယ်10နှစ်ကျော်လောက်ကပေါ့နော်ကြုံခဲ့ပါဆရာဒီယာမိုချောဆုံးမဲ့ဆရာအိမ်မကျွန်တော်ချစ်တာကြတော့ဆရာကြီးတော့ပို့ချစ်တာပေါ့နော်။ဘာလို့ဆရာကကျွန်တော်တို့ FA ခေါင်းဆောင်လို့နော်။ FA ရဲ့ထိပ်သီးခေါင်းဆောင်ဆိုဆရာကိုရမ်းချစ်တယ်။ပထမမှဆရာကစာရေးဆရာမှရွှေရေးထင်တယ်နော်။ဟိုကာဘယ်ပုံကြီးထွက်တော့ကျွန်တော်စိတ်ပူကြသေးတယ်။သဘောမတူလို့မဟုတ်ဘူး။တို့ဆရာကတို့တွေက FA ဘွားနဲ့ပဲချစ်ချင်တော့နော်။ပြောရအောင်ဆရာဒီယာမူကဒါဖွင့်ပြီးတော့အိမ်ထဲကိုကျွန်တော်ဝင်နေဝင်ပြီးတော့စာမူလေးပို့တယ်ပေါ့နော်အရင်တစ်လနဲ့စာမူပါဘူးတဲ့အရင်ပို့ဘူးတယ်ဆိုတော့ဆရာကြီးကကြည့်ပြီးဟုတ်တယ်ကျွန်တော်သွားပို့တာဩဂတ်စ်လားမသိဂျွန်လာမှာဇွဲနေစာမူပါတယ်တိုက်ကြီးရမလားဆိုပြီးစာမူကပေးတယ်ပေါ့နော်ဆရာပြီးတော့ဆရာအဲ့ချိန်မှာအဲ့လိုပြောနေကျွန်တော်တို့ရှာဒီရှာအောင်ကားပြလေးဝင်လာတဲ့ channel ကိုနော်ဆရာကြီးကမိုဘိုင်းတစ်ခါဖွင့်တဲ့အခါမှာဆရာကြီးတော့ပြန်လာတယ်အပြန်ကားမောင်းပြီးပြန်လာဆွတ်ကျဲဖြူလေးနဲ့ဘာမိလိုပြလေးနဲ့ဖြူဖွေးနာမယ်တကားပြောတာလေးချစ်စရာမွန်လာကဲ့ရင်လာအဲ့လိုဝဲတဲ့အတန်လေးနဲ့နော်ဆရာကြီးတော့အကိုမိုးတော့လက်ဖက်ခေါ်တိုက်တယ်ပြီးတော့စတူဒီယိုကြီးကိုပြတယ်နော်ဆရာကြီးတို့အိမ်မှာစတူဒီယိုကြီးရှိတယ်တချင်တင်လို့ရတယ်အိမ်ကတကယ်နုပညာဆန်အိမ်ပေါ့နော်ဒီတော့ဆရာကြီးတော့ဘယ်လိုပြီးတော့မှဆရာကြီးတော့အိမ်ကြီးလေးကိုဝယ်ပြီးတော့ပါနော်နှစ်တရရိုက်ကူတာဖြစ်ပါတယ်အထူးကျေးဇူးတင်စရာတကယ်ချင်းနေเนาะကျွန်တော်နားလဲသလိုကျွန်တော်ပါကျွန်တော်ကင်မရာလေးထောင်ပြီးရိုက်တာကိုကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့အစ်စ်တွေရတယ်တော့နောက်တစ်ခါတော့မှန်ကတကယ်ကြီးနဲ့ပြောတာမင်းဟိုလေခွင်းထဲမှာငါပြည့်ရင်ဂျိုးတွေငါပြရေးနဲ့သွားပြီးနေစားပြရမှာဆိုတော့ဟုတ်တော့ဟုတ်တယ်တိုးစော်လည်းပဲဟိုရသလောက်ပဲပေါ့เนาะငါအဲ့လိုမျိုးအစားလိုက်မှမှာတကယ်တော့ငါပြောချင်တဲ့အကြောင်းရတယ်ဝိထုကြောင့်စာမှုကြောင့်ငါကျွန်တော်တို့တွေငငယ်လေးကစာမှုဝါသနာပါခဲ့ပုံစိုက်စာကုန်းပြိုင်ပွဲတွေကပြပြိုင်ပွဲတွေပကြီးပြိုင်ပွဲတွေပြိုင်ခဲ့ပုံနောက်ပိုင်းစာပေအမှုပညာဝါသနာပါပုံဒါတွေကိုပြောချင်တာပေါ့နော်သို့တော်လည်း follower မရှိဘူး subscriber မရှိဘဲနဲ့ရှောက်ပြောတော့ဟိုရှေ့ဗီဒီယိုမှာကျွန်တော်ပြောတယ်เนาะကျွန်တော်ဘဝတွေ့ကြုံနေစာမှုတွေ့ကြုံဘယ်သူမှမကြည့်တာရုံတော့ပြောနေတော့ view မရှိတာကိုမင်းဘယ်လိုပြောမှလဲတဲ့ဆရာသမားတွေတကယ်ကြီးညာနော် view ရှိအောင်စုပါအောင်ဆိုတာမဟုတ်ကိုကအစားတလိုက်ဝါသနာပါတယ်ဒါပေမဲ့အဲ့လိုမျိုးနော်ရှေ့ဆက်လေးတွေဘယ်လိုကျွန်တော်ရိုက်တတ်မှာလဲစကားတွေပြောပြီးတော့နော်ဟိုပြည့်သက်စိတ်ဝင်စားလောင်အာပါနေစာအဲ့ဒါဆိုတာမလုတ်တတ်ဘူးမလုတ်ရဲဘူးရှက်လို့ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးဖြစ်နေတာသို့တော်လည်းပဲဟိုဖြည်းဖြည်းနဲ့ကြိုးစားလိုက်တာအခုတော့လည်း subscriber 1000ကျော်သွားပါတယ်ဖြည်းဖြည်းမှန်တော့နော်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေကိုပြောလို့ရတဲ့အချိန်ကြီးစူးစမ်းရမှာပေါ့နော်ပြောချင်တဲ့ဆရာကြီးလို့မပြောတာမဟုတ်ဘဲနဲ့စာပေဝါသနာပါတဲ့တကယ်ချင်းချင်းကြပြဝါသနာပါတဲ့သူချင်းချင်းကာနဝါသနာပါတဲ့သူတကယ်ချင်းချင်း
ရှင်ဖွင့်ဆွေးနွေးနေတာမျိုးပေါ့နော်ကိုပြောချင်တာကာတွန်းတွေကြောင့်ဝိထုတွေဘလက်ဝါသနာပါကြောင်းဒါမျိုးပြောချင်တယ်လို့ပြောတာပါနော်ဖူကကြတော့အပြင်မှာကျွန်တော်စားတာဝါသနာပါတယ်ဒီမှာသာတကယ်ချင်းတွေသိရောမစားတတ်တာမစားပြတတ်ဘူးမစားပြတတ်ဘူးဆိုတော့စားပြတဲ့ဟင်းလျာပေါ်မှာလည်းမူတည်သေးတာနော်ခုကျွန်တော်ဟင်းလျာ6ကန်တာလေတကယ်ချင်းတွေအင်းချက်တဲ့ထမင်းလေးနဲ့ပဲလိုပဲရှိုက်နေတာပါနော်ဒီလိုကြည့်ပေးတာမှကျွန်တော်ဝမ်းသာလာပါပြီဒီနေ့လည်းပကံပဲပြီးမလဲဆိုပုံစံတိုင်းမှန်မှန်လေးနဲ့ရှိရလေးရိုက်တယ်ဒီနေ့ကျရင်တော့ကျွန်တော်တို့ပိုဝါနာပါတာလေးတို့ဟိုရဲ့တကယ်ချင်းနဲ့ပြောင်းရတဲ့အဆင့်ကြီးတော့ရောက်လာမှာပါเนาะအဲ့လိုယုံကြည်ချက်တော့ရှိပါအစကြည့်တော့လည်းအဆုံးသတ်ပါမယ်เนาะအဲ့ဒီမှာဆရာတော်တခါအိမ်ထိလိုက်ပြီးတော့စာမပေါ်တော့တွေ့ခဲ့ဘူးလေမော်ဘီမျိုးမှာစာဟောပြောပဲမှာသောနာထောင်တော့မော်ဘီမျိုးမှာဝင်မှာဆရာဟောပြောတော့နားထောင်ခဲ့ရတယ်လာမင်းဖန်းသူလားလာမင်းဖန်းသူထင်တယ်နော်နောက်ပြီးတော့အုတ်ကံမျိုးစာပေဟောပြောပဲမှာဆရာလာတာအောင်လေတောင်းတောင်းလည်း၃ချိန်ပဲဆရာဆုတ်ခဲ့ပူတယ်ပေါ့နော်ဆရာကိုလူကိုလည်းချစ်အနုပညာပဲချစ်တယ်ပြည်သက်တယောက်အနေနဲ့ပေါ့နော်ဆရာကိုမြင်နေချင်တယ်ဒီအညီလေးမှတ်တရဝဆင်တာဖြစ်ပါတယ်ဆရာကြီးတော့ချစ်တဲ့တကယ်ချင်းနေရှိရင်လည်းအားပေးပါဦးကျေးဇူးအများကြီးတင်ပါတယ်ကြိုးစားအောင်မယ်ဒီလိုစာမှုပို့ခဲ့ရတဲ့စာမှုပို့ခဲ့ရတဲ့ဘဝတွေစာမှုက900ပဲရတဲ့ဘဝလေးတွေကနေတက်လာတယ်ပေါ့နော်စာမှုက3သိန်းထိရတဲ့ဘဝကိုကြိုးစားခဲ့ပေါ့စာပေဝါဒနာပါခဲ့ပုံလေးကိုပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အားပေးပါအောင်ကျေးဇူးအများကြီးတင်ပါတယ်